ကျွန်တော်ဘလော့ကလေးဒီနေ့တင်စားကြည့်တယ်ဘလော့ကလေးမတင်ခင်ပါနော်ဒါကျွန်တော်ရဲ့လုပ်ငန်းလေးပေါ့နော်မိသားစုရဲ့လုပ်ငန်းလေးတစ်ခုပါဒါလေးကိုကျွန်တော်နည်းနည်းကြောင်းကြောင်းဝင်နေတယ်ဗျာကျွန်တော်ချုပ်တာဒီမှာနော်ကျွန်တော်ချုပ်တာဒီကျွန်တော်ကြောင့်ဟိုတနေ့ကကျွန်တော်ရိုက်ထားတာလေးရှိတယ်အရှည်36ပေနော်အနက်9ပေအမြင့်9ပေအရှည်36ပေရှိတယ်ကျွန်တော်ဒီလိုဖြူသားနေတယ်နော်ကျွန်တော်ရိုက်ထားတာရှိတယ်ဒါပေမဲ့ပါကင်ထုံးရတာခက်လို့နော်ခက်ခဲတယ်ကြောင့်အလုပ်ကလေးနည်းနည်းများလို့ကျွန်တော်မတင်ပြအခုဒီနေ့ကျွန်တော်ကြောင်းကြတင်ပြမယ်အခုဆက်လက်ပြီးတော့အဲ့ဒီအလူရှင်ကနေနော်ဒီကျွန်တော်ဆက်လက် order မှာပါတယ်ကျွန်တော်ပေ90ရှိပါတယ်ရှေ့ပေ90အနံ9ပေအမြင့်9ပေပါအောက်ကထုံးတာနဲ့ပေါ့နော်ကျွန်တော်တို့ဒီကအနာရွယ်တွေပဲတောက်တွေအကုန်ပါတယ်ပေ90ဘယ်နေရာမှာသုံးမလဲဆိုလို့မေးကြမယ်ဆိုလို့ရှိရင်ရန်ကုန်တိုင်းလှည်းကူးမြို့နယ်မာဝိဟာရကျောင်းတိုက်နော်ပရိယတိမာဝိဟာရစာတင်ကျောင်းတိုက်အတွက်ကိုရင်လေးတွေညအိတ်တဲ့အခါမှာရှင်မကန့်အောင်ဆိုပြီးအလှရှင်တူကလာပြီးတော့ကျွန်တော်တို့ရှိကိုအနန္တာပါနော်အရှိပေ90ရှိပါတယ်နော်အနံ9ပေအမြင့်9ပေပါပေ90နော်နှလုံးကျွန်တော်တို့ရှိမှလာအပ်ပါတယ်နော်တခြား site တွေလည်းကျွန်တော်တို့ရှိပါတယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့နော်စိတ်ဝင်စားတယ်ဆိုလို့ရှိရင်ဒါကျွန်တော်တို့ရှိကိုလာရောက်မေးမြန်းအနံနိုင်ပါတယ်ဒါအလူရှင်တူကလာပြီးကျွန်တော်တို့လာအပ်တာပါနော်ပါကြည့်အတာမြန်မာနိုင်ငံမှာရရှိတဲ့ပစ္စည်းတွေပဲကျွန်တော်တို့ချုပ်ကတက်လောက်ပါပဲနော်ဒီအချုပ်တာကျွန်တော်တို့တန်းတဲ့စံရင်ကိုကျွန်တော်နှလုံးစာပေ90နှလုံးပေ90ပေ180ပေါ့တစ်လုံးပေ90ရှိရနော်နှလုံးကိုကျွန်တော်တပတ်ကျွန်တော်စံရင်ယူလာပါတယ်နော်ကိုင်းကောင်းပြီးစိတ်ဝင်စားလို့ရှိရင်ကျွန်တော်ယူလာခဲ့ပါcomment မှာရေးခဲ့ပါနောက်တစ်ခုကျွန်တော်ဘလော့ကလေးဟိုတနေ့ငားများတာလေးပေါ့နော်အတူထွားလေးစက်ကြည့်လိုက်အောင်ပြောဗျာဘယ်နေရရှမ်းဒေးဘယ်နေရှမ်းဒေး18အခုငါးသွားများမယ်နော်ဒါကတော့ဒီကန်လေးကတော့များလို့မရဘူးပေါ့ဒါသူတို့မွေးထားပိုင်းရဆရာပေါ့မွေးမြူကန်လေးမွေးမြူကန်လေးများလို့မရဘူးကျွန်တော်တို့ကဒီကအလွတ်ဖြစ်တဲ့ဟိုတဘာဝခံသွားများတယ်နော်ရမလားမရမလားတော့မသိဘူးပေါ့နော်ကျွန်တော်တို့ documentary ကိုတတ်ရနဲ့အကောင်းဆုံးဖြစ်အောင်ကျွန်တော်ရိုက်မယ်ကျွန်တော်ပါတဲ့ပွဲလေးဒီလိုပဲအားလိုက်ရပါတော့တတိပုဂ္ဂလငါးများစားတဲ့လူတွေတော့မဟုတ်ပါဘူးယုံကြည်မိပါတယ်ကဲကောင်းပြီကျွန်တော်လည်းလူချီတဲ့ကြမယ်ခီးရနည်းနည်းဝေးမယ်နည်းနည်းပြင်မယ်ငါးရရင်လည်းပြမယ်ပေါ့ဗျာတို့ရလောက်သားတွေနေတာပေါ့နော်တတ်ရပါလမ်းတော့အရင်လည်းနေဘက်ဆိုကျွန်တော်ငရမ်းလာမှာကြားတယ်ကားယူလာလို့ရတယ်ကားယူလာလို့ရတော့ဟုတ်ပြီရဒီနောက်ပါဒီတစ်ချိန်မှနောက်တစ်ချိန်ရတော့လေဟုတ်လေကားယူလာတော့နော်ကားဟိုမှာထားခဲ့ရတယ်ကားအားထားခဲ့နော်ထားခဲ့လေအားထားနောက်တစ်ချိန်ရတော့ဒီယူလာတော့ဟိုကဒီကားနဲ့သွားလို့ရလာလို့ရမှတိလားမတိလားမသိတဘာဝငါးမွေးကန်အရင်တော့ဒါတွေကဥက္ကန်အဟောင်းတွေပေါ့ဥက္ကန်အဟောင်းတွေကနေပြီးတော့ဒါလောက်ကန်မြင်တတ်တဲ့လူတွေကစီဝိုင်းမြင်တတ်တဲ့လူတွေကအခုလိုအပေါ်မှာဒါကြက်ချန်နေတာကြက်တွေမွေးထားတယ်အောက်မှာငါးတွေပေါ့ဗျာအမြင့်ချင်းတို့တိုင်းကောင်းကွာတို့ပါလို့ကျွန်တော်အခုတို့သွားမယ့်နေရာကတော့သူတို့အသုံးမချတဲ့ကန်လုတ်ကန်ညိုင်းကန်ဟောင်းတွေအဲ့မှာသွားပြီးတော့တဘာဝသွားမျှမှာပေါ့အခုကျွန်တော်တို့သွားနေတဲ့ပုံစံဘယ်လိုဖြစ်နေလဲဆိုတော့ January 2တဲ့ဝက်ပေါ့နော်၄ယောက်သွားနေတယ်ဆိုတဲ့အခါကျတော့ပုံစံဘာလဲဒီလိုကျွန်တော်တို့အရှိနောက်တော့ခရီးစဉ်ပေါ့နော်ကျွန်တော်တို့ရှီဖို့ပေါ့ဗျာဒီမှာကြည့်ပဲရုပ်ကိုဒီမှာအရှိသွားနေမလားဒီဘက်လာရအောင်လမ်းပြတော့ကျွန်တော်ဝူကုန်းနဲ့တူတယ်
နောက်တစ်ယောက်ကိုကြည့်ဦးနေပါကြည့်ဒါဦးချင်းငကားကြီးနဲ့ပြောပါထုံကြီးတန်းလားအာဒီကောငကွင်းနဲ့ငကောက်တွေငိုင်းပါကျဲကြီးအမတ်ထားပြီတော့ရှိဖို့လို့သွားပြီကျွန်တော်တို့ကတော့ပြောင်းပြပါဗျာအရှိတို့တငါခရီးစဉ်ပေါ့အရှိတို့တငါခရီးစဉ် Discovery ဖွဲ့ပါနောက်ကျောင်းခရီးစဉ်ပြန်ရိုက်ပါကောက်လာနောက်တနေ့အောင်ရောက်လာပြီလူရင်းကတော့မရောက်သေးဘူးလူရင်းမရောက်ဘူးရှောင်းနေတော့လူရင်းမရောက်သေးဘူးတော့တော့နှုတ်ဆက်လိုက်ဘာကြီးဖြိုးလို့ခရီးအပြီးပြန်ငါရောက်ပြီကွယ်တော့မရှာလာဒီကြခဲ့ဘူးကြာခဲ့တော့ပြည်ကြီးခင်ဗျာကျွန်တော်တို့ first အခုဆိုရင်ရောက်ရှိပါတော့မယ်ခင်ဗျာကျွန်တော်တို့သတ်မှတ်ထားတဲ့ငါးမြမယ့်နေရာကိုရောက်ရှိပါတော့မယ်အဲ့လိုရောက်ရှိမဲ့အတွက်ကျွန်တော်အားလုံးဖိတ်ခေါ်ပါတယ်ခင်ဗျာလာရောက်များကြပါလို့ဖိတ်ခေါ်ပါတယ်ရတယ်နောင်လောလောဆယ်ကတော့နောင်တာပေါ့တာတင်များတော့ပါမယ်ခင်ဗျာရောက်တော့ပါမယ်နောက်လေးဆက်လက်ရောက်ပါပြီခင်ဗျာထောင်ပတ်ထုံနေတလားရမပတ်ထုံနေပတ်ထုံနေကဲရောက်ပြီဒီကမှာများကြည့်မယ်နော်သဘာဝကံပေါ့ရာကချောင်းပဲခိတခဏပြင်မလို့ရောက်ပြီရကြည့်မယ်ဗျာဒီနေရာရအိမ်နေရလူတွေကခင်မင်ဖို့ကောင်းပါလေကန်တော့တော်ကြီးတယ်ကျွန်တော်ရင်တော့ဒီမှာတိုင်းကောင်းွားတယ်ခဏခဏရဒီကန်တော့တွေ့တယ်လေလာများဝါလေအားများဝါနားဘာနော်ဘာကဲနောက်တင်နေရကျွန်တော်ရွေးပဲနော်ဒီနေရာတော့တိတ်တော့ရေးရများတယ်နော်နောက်တင်ရသွားများကြည့်အောင်ပြန်မယ်နောက်တနေရာမြသွားများမယ်ဟုတ်လားနော်ဘာတွေရလာသလဲဆိုတော့ထဲမှာလက်ဆောင်ပေးလိုက်တယ်ဘာကြီးလည်းမသိဘူးတော်ထဲမှာလင်းဘက်ကငါးတွေပေါ့အစုံပေါ့ဒီလိုကြပြမယ်နော်ဒီမှာတော့ဂိုက်ပဲဟောလေဂိုက်ကတော့ဒီဂိုက်သုံးစားများတဲ့ဂိုက်တော့သူတို့မငားနဲ့လားဒီဂိုက်ကဖုံးကြီးပဲတအားကြောင်နေလားဂိုက်ဖုံးကဲကျွန်တော်ရဲ့ကြော်ညာလေးနဲ့ကျွန်တော်ငားများတာလေးကိုကြည့်ရှုသူအားလုံးအထူးပဲကျေးဇူးတင်ပါတယ်ငားကတော့မရလာဘူးခင်ဗျာခေါင်းရသာရလာတယ်အဲ့ဒါလေးအိမ်ရောက်တော့အိုးကကလေးချက်ပြီးငပီးတိုးတဲ့ဒရင်သီးလေးနဲ့ပေါ့ဗျာဆွဲလိုက်တာပေါ့ဗျာဒီဘလောက်ကတော့အများပါပဲနောက်တော့ဘလောက်တွေရှိပါတယ်ကျွန်တော်တင်းဖို့ချောင်းရတွေအများကြီးရှိပါတယ်နော်ရာသီဥတုအခြေအနေနဲ့လုပ်ငန်းလည်းမတိုက်ဆိုင်သေးလို့ပေါ့ဗျာနော်ဒီများတွေဘာတင်တာလဲကျွန်တော်ကြည့်ပါတယ်ကျွန်တော်ဘလောက်ကလေးနောက်ထပ်ဘာတွေလာလဲစောင့်မျှော်ပေးကြပါဦးဘိုင်ဘိုင်